မင်္ဂလာပါကျွန်တော်ခုနရှေ့မှာဗီဒီယိုတစ်ခုမှာတော့ laptop တွေကနေပြီးတော့ VPS တွေကိုဘယ်လိုဝင်လဲဆိုတာပြခဲ့တာပေါ့အခုတော့ဒီမှာဒီ laptop အများနဲ့မရှိတဲ့အခါမှာကြာ iPad ဒါမှမဟုတ် iPhone tablet ဖုန်းတစ်ခုကနေပြီးတော့ဘယ်လိုဝင်ဆိုပြပါမယ်ပထမဆုံးကျွန်တော်ဒီမှာ remove desktop connection အတွက် RD client ဆိုတာအဲ့ကောင်ကိုကျွန်တော် download ဆွဲရပါမယ်အဲ့ကျွန်တော် RD client ကိုနှိပ်ပါမယ်ဒီမှာတော့ကျွန်တော် VPS နှစ်ခုရှိပြီးသားပေါ့အဲ့တော့နောက်ထပ်ခါထပ်နေခြင်းတဲ့အတွက်ဒီမှာညာဘက်တောင်မှာရှိတဲ့ plus ဆိုတဲ့အပေါင်းဒီကိုနှိပ်ပါမယ်နှိပ်ပြီးတော့အဲ့မှာအခုပေါ်တဲ့ထဲမှာကျွန်တော်ဒီမှာ desktop ကိုနှိပ်မယ်အဲ့မှာဒီမှာထည့်ပြီးအောင် PC name တို့user account တို့ကျွန်တော်မှာ sorry ရVPS ရှိတယ်အဲ့ VPS information ကျွန်တော်ရိုက်ထည့်မှာပေါ့နော်ဒါကကျွန်တော်မှတ်မိနေလို့ဆိုတော့35တသမ166တသမ244တသမ184တန်းကိုနှိပ်လိုက်ပါပြီးရင်save ကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်ခုနကအသစ်ဝင်တဲ့ဟာပေါ့နော်ဒီကြားထဲမှာရောက်သွားပြီအဲ့တော့အဲ့ဒါကိုမှကျွန်တော်ထပ်ဝင်မယ်ထပ်ဝင်တော့မှသူက user name တွေ password တွေရိုက်ပေးရမှာပေါ့နော်ဟုတ်ပြီအဲ့မှာ user name ကတော့ကျွန်တော်ဖြစ်တဲ့အတွက်ကျွန်တော်မှတ်မိတယ် ADMINISTRADOR administrator password ကြတော့ကျွန်တော်အရှိဆိုမှတ်မိနိုင်ဘူးအဲ့တော့ကျွန်တော် copy ရော paste ပြန်လုပ်ပါပေါ့နော်ဒါ password ပေါ့ဒီ Amazon VPS ရဲ့ passwordကိုက percent တွေကကူးရင်တိုင်ပတ်နေမှာဆိုမကူးတော့ဒါလေးကိုပဲ copy လုပ်လိုက်လုပ်ပြီးတော့မှကျွန်တော်သွားထည့်ပြီး percent တွေကိုလက်နဲ့ရိုက်တိုင်းဒီ client ပြန်နှိပ်မယ်အဲ့တော့ဒီမှာ percentage ကိုကျွန်တော်လက်နဲ့ရိုက်လိုက်တော့လက်နဲ့ရိုက်မယ်ဆိုတော့ percentage ရိုက်မယ်ရိုက်ပြီးတော့ကျွန်တော်ဒီမှာခုနခူးလာခဲ့တဲ့password ကို paste လုပ်လိုက်ဒါဆိုပြီးသွားပြီနောက်တစ်ခါကြာရင် password မနှိပ်အောင်ဒီမှာဒါလေးကိုအမှန်ချစ်ပေးပါဒါဆိုလို့ရှိရင်ရပါပြီဒါဆိုရင်ကျွန်တော်ခုနပထမဗီဒီယိုမှာပြခဲ့တဲ့ရပြီပေါ့နော် error ပြနေဆိုတော့ထပ်ရိုက်တာပေါ့ဗျာဒီခါလေးကြာလို့ရှိရင်လည်းတောင်းဝင်လို့မလွယ်ဘူးအခုဝင်သွားပြီပေါ့နော်ဒါပထမကျွန်တော်လုပ်ခဲ့တဲ့ခုနပထမ video မှာပါခဲ့တဲ့ demo account ပေါ့နော်အခုဒီမှာဒါဆိုရင်ဒါ mouse နဲ့သွားတာပေါ့ mouse နဲ့သွားခြင်းလဲရတယ် touch နဲ့သွားခြင်းလဲရတယ်အဲ့ဒါပြောင်းဒီမှာပြောင်းအောင်ဒါလေးနေလို့ရှိရင်ကျွန်တော်ခုဒီမှာအဆင်ပြေအောင် mouse pointer လေးပြောင်းထားလိုက်မယ်ဒါဆို mouse နဲ့သွားပြီပေါ့နော်ဒါဒီမှာဒါကျွန်တော်ဖွင့်ထားတဲ့ဥစ္စာဒီကနေကြည့်မယ်ဒါဆိုရင်ခဏလေးပါတက်လာပါလိမ့်မယ်ဒါဆိုတက်လာပြီတက်လာဆိုကျွန်တော်ဒီမှာတော့iPad ဖြစ်တဲ့အတွက်မြင်ကွင်းကတိတ်ပြီးတော့မရှင်းဘူးပေါ့နော်အဲဆိုလို့ရှိရင်တော့ဒါလေးကိုပြန်နှိပ်လိုက်လို့ရှိရင်ဒါရှင်းသွားမှာပေါ့ခဏလေးဆောင်ပါဒါဆိုရှင်းသွားပြီဒါဆိုမြင်ရပြီအဲဒီမှာတစ်ခါတည်းမှာ auto trading ပေးမယ်ဆိုဒီမှာသွားပိတ်တာပေါ့ margin level ပဲကြည့်မှာဆိုရင်ခုနတိုင်းပဲငကူတိုင်းပဲဒါသွားပိတ်တာပေါ့အဲ့တော့ဒီမှာ remove desktop client ကဘာအားသာလဲဆိုတော့ဒီ auto trading ဝင်ပိတ်တာတို့ loss side ချိန်တာတို့အဲ့ဒါတွေရောအားသာတာပေါ့နော်ဟုတ်ပြီကျွန်တော်အခုဒီနောက်တစ်ခုထပ်သွားမယ်နောက်တစ်ခုထပ်သွားမယ်ဆိုတော့ဒီထဲကနေပြီးတော့ထွက်မယ်ဟုတ်ပြီကျွန်တော်ထွက်လိုက်ပြီထပ်ပြီးတော့ခုန remove desktop client ကဝင်ကြည့်လို့တော့အဆင်ပြေတယ်ဒါပေမဲ့စလုံးတွေကြည့်ရတာရှုပ်တယ်ပေါ့နော်ကျွန်တော်ဒီမှာဘာနဲ့သုံးမလဲဆိုတော့ဒီမှာMetaTrader 4ပေါ့အဲ့ MetaTrader 4 software download ဆွဲထားမယ်အဲ့ထက်မှာကျွန်တော် account တွေဝင်မှာပေါ့နော်ဒါကိုနှိပ်လိုက်ပါနှိပ်လို့ရှိရင်သူကပေါ်လာလိမ့်မယ်အဲ့ပေါ်လာတဲ့ဟိုမှာကျွန်တော်က login into trade account ဆိုတာဝင်ပေးရမှာပေါ့ okay အဲ့မှာ login into existing account အဲ့ထက်ဝင်ပို့လွယ်တာပေါ့နော်သူချားရတယ်ဝင်လည်းရတယ်အဲ့တော့အဲ့မှာဒီမှာကျွန်တော်ခုနinformation တွေထည့်လို့ရှိရင်ရတာပေါ့ကိုယ့် account information တွေအဲ့လိုမဝင်ခြင်းလည်းရတယ်အဲ့လိုမဝင်ခြင်းလည်းရတယ်ဆိုတော့ကြာဒီမှာဒီကောင် cancel နှိပ်လိုက်ကျွန်တော်ဒီဒူပုံလေးရှိတယ်အဲ့ဒူပုံလေးနှိပ်ပြီး account ဆိုတာရှိတယ် account နှိပ်လိုက်ခုနတိုင်းကျွန်တော်လာလိုက်မယ် log into existing account နှိပ်
အဲ့မှာကျွန်တော်ခုနကစာပါကပါလဲဆိုလို့ရှိရင် FES ကျွန်တော် demo ဖြစ်တဲ့အတွက်ကျွန်တော် demo နဲ့ပဲသွားမယ် FES demo အဲ့မှာ login ဒါတွေကတော့ကျွန်တော်ရမှာပေါ့နော်54 81 861 password က TYKHGESHU ဒါဆိုရင် sign in ဝင်လို့ရတယ်ခဏလေးစောင့်ပါဒီမှာပေါ်လာလိမ့်မယ်ဒါကျွန်တော်ဒီမို့ account တစ်ခုပေါ့ပေါ်လာဒါဒီနာမည်ကမှန်တယ်ကိုဖြူတော့ဟာနဲ့လောက်ထားဒါဆိုရင်ပေါ်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ trade ဆိုရင်ဒီကောင်လေးမို့ဆွတ်တင်လိုက်ဒါဆိုရင်ဒီမှာကြည့်ရအဆင်ပြေသွားပြီbalance တို့ equity တို့ margin level တို့ floating တွေမှာပြနေပြီပေါ့နော်ဒါမှနှိပ်လိုက်လို့ရှိရင်လည်းဒီ percent တန်ဖိုးတွေပြနေကျွန်တော်ဒီမှာတွဲထား3 level ဖြစ်တဲ့အတွက်အဲကျန်တဲ့ high မတွဲထားဖြတ်မယ်ဆိုလို့ရှိရင်သူကအလုံးလေးရှိရနှိပ်လိုက်ဒါဟုတ်ပြီဒီ AUD CAD ကလုံးလို့မရအောင်အဲ့ဖြတ်လို့မရဘူးဆိုတော့အဲ့ချက်ကိုယူထားလို့အဲ့ဆိုရင်ကျွန်တော်ကဒီမှာ EU USD ကိုEU USD ကိုချက်ကိုနှိပ်လိုက်နော်အဲ့ဆိုရင်ရတယ်အဲ့ပြလို့ရှင်ရပြီချက်ကခုနမှားနေပြီလို့ new chat ဆိုပြီးမှားနေပြီလို့ဆိုရတယ်EU USD ကိုနှိပ်မယ် chat ကိုနှိပ်မယ်ပြီးလို့ရှင်ဒီမှာဒါကိုဖြတ်လို့ရတယ်အဲ့ဆိုလို့ရှင်ကျွန်တော်တို့ဒီမှာ chat တွေကိုပြောင်းပြီးတော့လည်းကြည့်လို့ရပြီဒီမှာအားနဲ့ကြည့်လို့ရတယ်နောက်တစ်ခုကြည့်သေးတာကဘာမှဆိုရင် setting တွေကိုသွားမယ် setting တွေသွားပြီးတော့မှအဲ့မှာ setting ထဲမှာ trade level ဆိုတာလေးကိုအမှန်ချစ်ပေးလိုက်အဲ့ဒါဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ဒီဝယ်ထားတဲ့ order တွေ TP တွေကိုအဲ့ဒါမြင်ရတာပေါ့ကြီးမြင်နေစေတဲ့ကောင်နှိပ်လိုက်ဒါဆိုလို့ရှိရင်အကုန်မြင်ရတယ်တခုဒီမှာတော့ H1 နဲ့မြင်နေရတယ် H1 နဲ့ကြည့်ရင်လည်းရတယ် M5 နဲ့ကြည့်ရင်လည်းရတယ်ကျွန်တော်ကတော့ M5 နဲ့ကြည့်တယ် M5 ဆိုတာဒီ9မိနစ်အတွင်းမှာဘယ်လိုပြောင်းသွားလဲဆိုတော့ဟောပြတာပေါ့ဒါဆိုရင်ဒီကောင်လေးကြည့်ရတာအဆင်ပြေတယ်ပေါ့တခုရှိတာကဒီ MetaTrader ဘုကကြည့်ရတာအဆင်ပြေတယ်မြန်တယ်ကြည့်ရတာလွယ်တယ်ဒါပေမဲ့ auto trade ပိတ်ချင်တာမျိုး dot site ပြင်ညာမှုကြရင်ဒီကောင် MetaTrader ဖုန်းနဲ့မရဘူးဘေးကပြန်သွားတယ်ဆိုရင် RD client ကိုပြန်သွားတယ်နောက်တစ်ခုက data ပေါ့ data ရှောင်းမဲ့ပွားညာအဲ့လိုပေါ့သတင်းတွေပါလာတဲ့ဟာကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က investing.com နှိပ်ရမယ်ဒါပေမဲ့ investing.com ကတော့အကြမ်းမြင်မပြတာပေါ့သူမပါလဲတခြားသူကမပြမယ်လေတခြားသူမပြောဘဲနဲ့လည်း data တွေကထွက်လာမှုတွေလည်းဖြစ်တတ်တယ်ပေါ့နော် investing.com နှိပ်မယ်အဲ့တော့ဆိုရင်ကျွန်တော်တို့ဒီမှာအားလုံးကြည့်လို့ရအောင်ဒီလိုထည့်လိုက်ဟုတ်ပြီအဲ့မှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဟိုcalendar ဆိုတဲ့ဟာကိုနှိပ်မယ်ဒီ iPad version နဲ့ phone version တော့မတူဒါပေမဲ့calendar ဆိုတဲ့ဟာလေးကိုတွေ့အောင်ရှာဖို့ calendar ဆိုတဲ့ဟာလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာတူလေးသတင်းတွေတက်လာမယ်နော်ဒါတွေကကျွန်တော် local time ပေါ့ကျွန်တော်အချိန်ပေါ့အဲ့မှာကျွဲကောင်းသုံးပါတော့ကြည့်အခုကျွဲကောင်းသုံးကဒီမှာဘယ်မှာလဲဆိုရင်6နာရီပေါ့နော် GBP နဲ့ပတ်သက်တာပါနေအားမကြည့်လို့ရတယ်နောက်တစ်ခုကဘယ်လိုကြည့်လို့ရသေးလဲဆိုလို့ရှိရင် market ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာ forex ဆိုတဲ့ဟာကိုဒီသွားလိုက်နော် forex ဆိုတာတော့ကိုလိုချင်းကိုရဲ့ငွေကြေးအတွက်ကိုကြည့်ဥပမာပေါ့နော် EU USD ကိုကြည့်အဲ့တော့ EU USD ကိုကြည့်လို့ရှိရင်အဲ့မှာဒီမှာကျွန်တော်တို့ဒီမှာသူကပြထားတယ်လော strong sell တို့30 minute strong sell တို့ hourly strong sell တို့ပြထားတယ်အဲ့ဒါဖြစ်လို့ရှိရင်ဒါဒီဈေးကျမယ်ဆိုတဲ့အဓိပ္ပာယ်အမှုကြည့်မယ်ဆိုလည်းရတယ်ပေါ့နော်ဒါသူကနေပြီးတော့အများကြီးခံမဲ့ပြီးတော့ပါတယ်အဲ့တော့ဒါ investing.com နဲ့ပတ်သက်ပြီးတော့သုံးပုံသုံးနေပေါ့လေဒါဟိုအဝေးကနေပြီးတော့လူတိုင်းဟိုမလာနိုင်တွေအဆင်ပြောင်းပေါ့ကျွန်တော်တက်တော်လေးလုပ်ပြတာပါကျေးဇူးတင်ပါတယ်